ထုတ်လေးကိုတော့ဘယ်ကဒီကလောက်ကန်ဒီဆိုရဲဒီချီလေးကိုတောင်းမယ်ပေါ့နော်သူက3လုံးတော့ကုန်ပါမယ်နည်းနည်းလေးပဲပို့မယ်ပေါ့နော်ပြီးတော့အကကြတော့ပဲဒါ 4mm ကိုတုံးပြီးတော့ထိုးပါမယ်ပြီးတော့ချီသိမ်းဖို့အတွက်ချော့လေးတစ်ခုရဲ့မကြိတ်လေးတစ်ခုရဲ့ဒါပဲလုပ်ပါမယ်နော်ဒါလေးရှည်လိုက်ထိုးလို့ရပါပြီအခုဘယ်လိုစပြီးတော့ထိုးမယ်ပေါ့နော်အဲ့တော့ခြေကိုင်နီးတိုင်းကိုင်ပြီးတော့လို့ရှိရင်တော့ဘယ်လိုအခုစထိုးရမှာကြတော့ magic ray ကနေစထိုးမယ်ပေါ့နော်ဒီနေရာမှာပဲက magic ray ကို slit knot လေးလောက်ရေးသုံးတဲ့ပုံစံမျိုးနဲ့ပဲသုံးထားရပေါ့နော်ဒီခွင်းထဲကနေပြီးတော့ခြေလေးယူလိုက်မယ် slit knot ဆိုလို့ရှိရင်တော့ဒီခြေလေးကိုဆွဲလိုက်လို့ရှိရင်ရပြီပေါ့နော်ဒီမှာကြတော့ magic ray လောက်မှာဆိုတော့ခွင်းကိုမဆွဲတော့ဘဲနဲ့ဘယ်လိုစပြီးထိုးမယ်ပေါ့နော်အဲ့တော့ရေစောဖော်မီလေးရင်ထိုးပါမယ်ပြီးတော့ရင်တော့တိုင်လေးကိုတိုင်တိုးထိုးမယ်ပေါ့နော်အဲကျတော့တိုင်တိုးပေါ့နော်ဒီမှာကျတော့ H နဲ့ပဲသုံးမယ်ပေါ့နော်အဲ့တော့ဆွဆွမှားပြီးယူပြီးတော့ပြန်ဖြတ်လိုက်တယ်အခုပဲချီကိုဒီလိုမျိုးယူမယ်အစားဒီလိုမျိုး H ဆိုတော့ဒီအပေါ်ကနေပြီးတော့ချီလေးကိုယူပြီးတော့ထိုးလိုက်ပါမယ်အဲ့လိုမျိုးနဲ့ဘယ်လိုကတိုင်တိုးလေးကို6ခါပြည့်ရဲ့အထိထိုးသွားပါမယ်နော်အခုပဲထိုးရတာတိုင်တိုးလေး6ခါရပြီပေါ့နော်ဒီမှာပဲကတော့နည်းနည်းပွားလေးပဲယူထိုးရပေါ့နော်ဘာလို့ဆိုရင်ထိတ်ကချွန်နေမှာဆိုလို့ပေါ့နော်အဲအကြောင်းမလို့နည်းနည်းလေးလက်လေးကိုပွားပြီးတော့ယူထိုးပါတယ်ပြီးတော့ဘယ်လိုဒီခွင်းလေးကိုရှော့လိုက်ပါမယ်ခွင်းရှော့ရဲ့နေရာမှာလည်းပဲကအရန်ကြက်ကြီးအတင်းမဆွဲတော့ဘဲနဲ့ပဲဒီလိုမျိုးနည်းနည်းလေးအဟလေးချန်ပြီးတော့ဆွဲမယ်ပေါ့နော်ပြီးတော့မှပဲဒီဘက်ကချီစားလေးနဲ့လိုက်ပြီးတော့ချုံမယ်ပေါ့နော်အပေါက်နေရာလေးကိုဘာလို့ဆိုတော့အဲ့လိုမျိုးအတင်းဆွဲလိုက်လို့ရှိပဲနည်းနည်းချုံနေသလားလို့ဒီအုတ်ထုတ်ရဲ့ထိန်မှာအဲအကြောင်းမလို့ပါပြီးတော့ဘယ်လိုဒီမှာပထမဆုံးတိုင်ထိန်နဲ့သွားပြီးတော့ slit stitch နဲ့ဒီနေရာမှာမတုံးဘူးเนาะမတုံးဘက်နဲ့တခါလေးပဲ round 2ကိုကူးလိုက်ပါမယ်အဲ့တော့တိုင်တိုးလေးပဲထိုးပါမယ်เนาะဒီမှာပထမဆုံးတိုင်ထိန်ထဲကိုဝင်ပြီးတော့ချီလေးကိုယူလာမယ်ပြီးတော့ခဏလေးတော့ပဲနည်းနည်းချီလေးကနည်းနည်းကျဲနေရပေါ့เนาะဒီခွင်းရကျဲနေလို့ပဲနည်းနည်းရှော့လိုက်မယ်ရှော့ပြီးတော့ပဲပြန်ထိုးလိုက်ပါမယ်တိုင်တိုးလေးတစ်ခါထိုးလိုက်ပါမယ်အဲ့ဒါကိုကြတော့ဘယ်လိုမှတ်ချိန်လေးနဲ့မှတ်ထားမယ်ပေါ့နော်ဒါမှဘယ်လိုအစကိုတိမှာပေါ့နော်ဒီမှာဒါမှတ်ချိန်မမှတ်ခဲ့လို့ရှိရင်ဘဲကိုအစရှာမရတယ်လို့မျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲကြောင့်ဒီနားမှာမှတ်ချိန်ချိတ်ခဲ့ဖို့မမေ့ပါနဲ့ဒီ round 2ကကြတော့ဘယ်လိုတစ်ပေါက်မှာတိုင်တိုးနှစ်ခါထိုးမှာဆိုတော့ဒီအပေါက်တိုင်မှာဘယ်လိုတစ်ပေါက်မှာနှစ်ခါစီနဲ့တိုင်တိုးလေးတွေဝင်ထိုးလိုက်ပါမယ်အခုဘယ်လို round 2ဆုံးထိထိုးပြီးတော့ဆိုတော့အခုမကြိတ်ချိန်ထားတဲ့အပေါင်းမှာထိုးဖို့ပဲကြံတော့တယ်အဲ့တော့မကြိတ်ကိုအရင်ဖြုတ်လိုက်မယ်ပြီးတော့ရင်တော့တိုင်တိုရိုးရိုးတစ်ခါထိုးပါမယ်ပြီးတော့ရင်တော့ဘယ်လိုမကြိတ်လေးပြန်ချိန်ထားပါမယ်ဒီ round 3မှာကျတော့ဘယ်လိုတိုင်တိုရိုးတစ်ခါတိုင်ပွားတစ်ခါထိုးမှာမဟုတ်လို့အခုရိုးတစ်ခါထိုးပြီးပြီဆိုတော့သူ့ဘေးနာအပေါင်းမှာတိုင်ပွားလေးတစ်ခါထိုးလိုက်ပါမယ်ပြီးတော့တိုင်တိုရိုးတစ်ခါပြန်လာမယ်ပြီးတော့ရင်တိုင်ပွားပြန်ထိုးမယ်အဲ့လိုမျိုးနဲ့ဘယ်လိုပတ်လဲစုံထိထိုးသွားပါမယ်နော်ကိုဘယ်တော့ဒါ round 3အဆုံးထိရောက်သွားပြီဆိုတော့ဒီမှာမှတ်ချိန်နာရောက်လာပြီအဲ့တော့မှတ်ချိန်ကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ဒီအတန်းမှာကြတော့တိုက်တိုရိုးနှစ်ခါတိုင်ပွားတစ်ခါထိုးပေးရမယ်အဲ့တော့အခုမှတ်ချိန်လေးပြန်တက်တယ်ဒါက round 4ရဲ့အစဆိုတော့ဒါတိုင်တိုရိုးတစ်ခါထိုးပြီးသွားပြီအဲ့တော့ဒီမှာကတိုင်တိုရိုးနှစ်ခါထိုးရမှာဆိုတော့နှစ်ခါထိုးလိုက်တယ်ပြီးတော့မှတိုင်ပွားတစ်ခါထပ်ထိုးမယ်နော်ပြီးတော့ရင်တိုင်တိုရိုးနှစ်ခါပြန်လာမယ်ပြီးတိုင်ပွားတစ်ခါပြန်လာမယ်ဒီတန်းဒါပဲထိုးမှာမဟုတ်လို့ဒီတိုင်းကိုပဲအဆုံးထိထိုးသွားမယ်နော် round 4ပေါ့နော် round 4ကိုဒီမှာအဆုံးထိထိုးလာပြီးသွားပြီဆိုလို့ရှိရင်တော့အခု round 5ကိုဆက်သွားမယ်ပေါ့နော် round 5ကဒီမှတ်ချိန်လေးကိုဖြုတ်ပြီးတော့ဒီမှာတိုက်တိုရိုးတစ်ခါထိုးထားမယ်ဒီမှာကျတော့ဘယ်လိုတိုက်တိုရိုး3ခါထိုးပါမယ်အခုတစ်ခါပြီးသွားပြီဆိုတော့နောက်2ခါထပ်ထိုးလိုက်မယ်အခုဒီမှာမှတ်ချိန်ချိတ်ထားတာပါအပါဆိုရင်3ခါပြီးတော့နောက်တစ်ပေါက်မှာကျတော့ဘယ်လိုတိုင်ပွားတစ်ခါထုံးမယ်နော်ပြီးတော့ရှိရင်တော့ဘယ်လိုတိုင်တိုရိုး3ခါပြန်လာမယ်3ခါထိုးပြီးတော့ရင်တော့နောက်အပေါက်မှာကျတော့ဘယ်လိုတိုင်ပွားထိုးပါမယ်အဲ့လိုမျိုးနဲ့ဘယ်လိုပတ်လဲထိုးသွားမယ်နော်အခုပဲဒီ round 5လဲပြီးသွားပြီဆိုတော့ဒီ round 6ကိုတက်ဖို့အတွက်ဒီမှတ်ချိတ်ချိတ်ထားတဲ့နေရာလေးမှာတိုင်တိုလေးထိုးပြီးတော့ဒီမှတ်ချိတ်လေးပြန်မှတ်ထားမယ်ပေါ့နော်ဒီမှာအရင်ဆုံးဘယ်လိုကတိုင်တိုရိုးနှစ်ခါအရင်ဆုံးထိုးမယ်ပေါ့နော်ဟိုတစ်ခါနှစ်ခါဆိုတော့နှစ်ခါပြီးသွားပြီဆိုတော့တိုင်ပွားတစ်ခါလာမယ်
အောက်ကအတန်းမှာတော့ကြတော့ဘယ်လိုဒါကတိုင်တို့ရိုး3ကပြီးမှတိုင်ပွားတစ်ခါလာတာဆိုတော့ဒီတန်းကျတော့တိုင်တို့ရိုး4ကလာပြီးမှတိုင်ပွားတစ်ခါလာမယ်ဒါပထမအတော့ကကြတော့ဘယ်လိုတိုင်တို့2ခါပဲထိုးတာပေါ့နော်ပြီးတော့မှ2ခါပြန်ထိုးမှာပါအခုကကြတော့ဘယ်လို4ကဆိုတော့တိုင်တို့ရိုး4ကထိုးမယ်ပြီးတော့ရှိရင်တိုင်ပွားတစ်ခါလာမယ်ပြီးတော့ရင်တိုင်တို့ရိုးလေးကပြန်လာမယ်ပြီးတော့ရင်တိုင်ပွားအဲ့လိုမျိုးနဲ့ဘယ်လိုပတ်လဲထိုးသွားမယ်ပေါ့နော်နောက်ဆုံးပေါက်ကြရင်ပြန်ပြပါမယ်အခုဘယ်လိုဒါကကြတော့2ပေါက်ကျန်မယ်ပေါ့နော်အဲ့2ပေါက်ကကြတော့ပဲစောစောပြောသလိုမျိုးပေါ့နော်ဒီဘက်မှာဘယ်လိုကလေးကထိုးရမယ့်နေရာမှာတိုင်တို့2ခါပဲထိုးခဲ့လို့ပေါ့နော်ဒီ2ခေါက်ကဒီအနောက်မှာပြန်ကျန်သွားပေါ့နော်အဲ့အတွက်တိုင်တို့ရိုး2ခါပဲထိုးပေးလိုက်ပါပြီးတော့ရင်တော့ဘယ်လိုက round 7ကိုပြန်ကူးမယ်ပေါ့နော် round 7ကိုပြန်ကူးမယ်ဆိုတော့တိုင်တိုးလေးထိုးပြီးတော့မှတ်ချိတ်လေးချိန်ထားလိုက်မယ်တိုင်တော့ဘယ်လိုဒီ round 7အကြတော့တိုင်တိုးရိုး9ကထိုးရမှာဆိုတော့တိုင်တိုးရိုး9ကထိုးလိုက်ပါမယ်အခု2ခါရှိသွားပြီတော့3က4က5ကရှိပြီဆိုတော့တိုင်ပွားလေးတစ်ခါထည့်ထိုးလိုက်ပါမယ်ပြီးတော့ရင်တော့ဘယ်လိုတိုင်တို့ရိုး9ကပြန်လာမယ်ပြီးတိုင်ပွားလာမယ်အဲ့လိုမျိုးနဲ့ဘယ်လိုပတ်လဲအဆုံးထိထိုးသွားပါမယ်နော်အခုဘယ်လိုထိုးလာတာ round 7နောက်ဆုံးထိထိုးပြီးပေါ့နော်အဲ့တော့ round 8ကိုကူဖို့အတွက်မှတ်ချိတ်လေးကိုဖြုတ်ပြီးတော့အဲ့ဒီနေရာမှာတိုင်တိုလေးတစ်ခါထိုးလိုက်ပါမယ်ပြီးရင်မှတ်ချိတ်လေးပြန်တက်ထားပါမယ်ဒီမှာကြတော့ဘယ်လို38ကိုတိုက်တို့ရိုး3ကကိုပေါ့နော်အရင်ဆုံးထိုးမယ်ပြီးမှတိုင်ပွားထိုးမယ်ပြီးတော့မှဘယ်လိုတိုက်တို့ရိုး6ခါထိုးမှာပေါ့နော်အောက်မှာ58ဆိုတော့အောက်မှာကြတော့တိုက်တို့ရိုး5ကထိုးပြီးပြီဆိုတော့ဒီတန်းကကြတော့ပဲတိုက်တို့ရိုး6ခါထိုးရမှာဒါပေမဲ့အရင်ဆုံးကတိုက်တို့ရိုး3ကထိုးပြီးတော့တိုင်ပွားတစ်ခါအရင်ထိုးမယ်ပြီးတော့မှဘယ်လိုအနောက်ကျမှဒီကြံတဲ့3တိုင်ကိုထိုးမှာပေါ့နော်အခုကစပြီးတော့ဘယ်လိုဒါတောက်လျှောက်ထိုးရမယ်ပတန်းပေါ့နော်တိုက်တို့ရိုး6ခါတိုင်ပွားတစ်ခါဆိုပြီးတော့ဘယ်လိုပတ်လဲထိုးသွားမယ်နော်အဆုံးကြရကြတော့တိုင်တို့3ပေါက်ကြမယ်ပေါ့နော်အဲ့မှာတိုင်တို့ရိုး3ခါထိုးရပါမယ်အဲ့ဆိုအဆုံးထိထိုးသွားပါနော်အခုထိုးလာတာပဲတော့အဆုံးမှာချ3ပေါက်ကျန်လို့3နိုင်ထိုးလိုက်တယ်ပေါ့နော်ပြီးတော့ရင်မှတ်ကြည့်လေးကိုဖြုံးမယ်ဒီမှာပဲတော့ round ကူးမယ်ပေါ့နော်နောက်တစ် round ကိုကူးမယ်ဆိုတော့တိုင်တိုရိုးတစ်ခါထိုးမယ်ပြီးတော့ရင်မှတ်ကြည့်လေးနဲ့ပြန်မှတ်မယ်ဒီ round မှာကြတော့ဘယ်လိုကတိုင်တိုရိုး9ခါထိုးပေးပါမယ်ပြီးတော့မှတိုင်ပွားတစ်ခါလာမယ်ပေါ့နော်အဲ့တော့ခု3 4 5 6ခွန်ပြီးသွားလို့ရှိရင်တော့ဘယ်လိုတိုင်ပွားတစ်ခါလာပါမယ်နော်4 4 6ခွန်9ခါပြီးတိုင်ပွားတစ်ခါ9ခါပြီးတိုင်ပွားတစ်ခါအဲ့လိုမျိုးနဲ့ပတ်လဲထိုးသွားမယ်နော်အခုဘယ်လိုအဆုံးထိထိုးပြီးသွားပြီဆိုတော့မကြိတ်လေးကိုဖြုံမယ်ပြီးသွားရင်ဒီအပေါက်ထဲမှာတိုင်တိုးလေးရင်ထိုးမယ်ပြီးတော့မကြိတ်လေးပြန်တက်မယ်ပေါ့နော်ပြီးသားလို့ရှိရင်တော့ဘယ်လို brown တန်ကကြတော့တိုက်တိုးရိုးလေးကအရင်ဆုံးထိုးပေးရပါမယ်အခု2ခါရှိသွားပြီ3 4ကပြီးသွားရင်တိုင်ပွားတစ်ခါလာပါမယ်တစ်ပေါက်ထဲမှာ2ခါထိုးလိုက်မယ်နော်ပြီးသားလို့ရှိရင်တော့ဘယ်လိုဒါတောက်လျှောက်ထိုးရမယ်ပတန်ဖြစ်သွားပြီတိုက်တိုးရိုး8ခါထိုးပေးရပါမယ်နော်စောစောတော့ကြတော့ဘယ်လိုအရှိဘက်အတုံးမလို့ပေါ့နော်အခုဒီကနေစပြီးတော့ကြတော့တိုင်တိုးရိုး8ခါပြီးတော့မှဘယ်လိုတိုင်ပွားလေးတစ်ခါထိုးမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဘယ်လိုကတလဲစီထိုးသွားမယ်နော်တိုင်တိုးရိုး8ခါတိုင်ပွားတစ်ခါတိုင်တိုးရိုး8ခါနဲ့ပြီးတိုင်ပွားတစ်ခါအဲ့လိုမျိုးနဲ့အဆုံးထိထိုးသွားမယ်နော်ပေါက်မှာဘယ်လိုဒီမှာ၄ပေါက်ချင်တော့တစ်ပေါက်တစ်ချက်စီနဲ့တိုင်တိုးလေးထိုးလာတယ်ပြီးတော့အခုနောက်အတန်းကူမှာဆိုတော့မှတ်ချိတ်ကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့အဲ့ဒီအတန်းမှာဘယ်လိုတိုင်တိုးလေးထိုးလိုက်မယ်ဒီ round ကကြတော့ဘယ်လိုတိုင်တိုးတစ်ပေါက်တစ်ချက်စီဝင်ထိုးရမယ်အတန်းမှာအဲ့တော့ဘယ်လိုတိုင်တိုးတစ်ပေါက်တစ်ချက်စီနဲ့ပတ်လဲအဆုံးထိထိုးသွားပါမယ်နော်နေတော့နေကိုဘယ်လိုဒါတိုင်တိုးတစ်ပေါက်တစ်ချက်စီနဲ့အဆုံးထိထိုးလာပြီးသွားပြီဆိုရင်တော့အခုနောက်တန်းတက်ဖို့အတွက်မှတ်ချိတ်လေးကိုဖြုတ်လိုက်မယ်ပြီးတော့ရှိရင်အဲ့ဒီပေါက်မှာရေစုံတိုင်တိုးလေးအရင်ထိုးလိုက်မယ်ပြီးမှတ်ချိတ်လေးပြန်မှတ်ထားမယ်ပြီးတော့
အခုထုံးမဲ့ပဲတန်ကြတော့ပြီးတော့ 9HP ပေါ့နော်တိုင်တို့ရိုးရိုး6ကထုံးမယ်ခုနဲ့ဆိုနှစ်ခါ3 4 5 6ကိုဒီတန်းကတိုင်တို့ရိုးရိုး6ကပြီးသွားလို့ရှိရင်တိုင်ပွားတစ်ခါထိုးရမှာဆိုတော့အခု6ကပြီးပြီဆိုတော့ဒီပေါက်ထဲမှာပြီးတော့တိုင်ပွားတစ်ခါထိုးလိုက်မယ်နော်ပြီးတော့ရေတိုင်တို့ရိုးရိုး6ကပြန်လာမယ်ပြီးတော့တိုင်ပွားလာမယ်အဲ့လိုမျိုးပဲပတ်လဲအဆုံးထိထိုးထားမယ်နော်အခုဆိုရင်တော့ဘယ်လို round 12ကိုအဆုံးထိထိုးလာလိုက်ပြီးသွားပြီအခု round 13ကကြတော့ဘယ်လိုတိုက်တို့ရိုးရိုး10ကပြီးမှတိုင်ပွားတစ်ခါလာမယ်ဟာပေါ့နော်သူကစုံကနေဆိုတော့ဘယ်လိုအရင်ဆုံးတိုက်တို့ရိုးရိုး9ကအရင်ထိုးပြီးမှတိုင်ပွားတစ်ခါထိုးမယ်ပြီးတော့မှတူပတ်တန်တိုင်းတိုင်တို့ရိုးရိုး10ကပြီးသွားရင်တိုင်ပွားတစ်ခါအဲ့လိုမျိုးပတ်လဲထိုးသွားမယ်နော်အခုအရင်ဆုံးပဲကတိုက်တို့ရိုးရိုး9ကအရင်ထိုးလိုက်မယ်အခုပြီးတော့အခုတိုင်ပွားထိုးမယ်ပေါ့နော်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာနှစ်ချက်ထိုးလိုက်မယ်2 4 5ပြီးတော့တိုင်ပွားတစ်ခါအခုပထမတစ်ခေါက်ပြီးသွားပြီဆိုတော့ဘယ်လိုနောက်ကကြတော့တိုက်တို့ရိုးရိုး10ကပြီးမှတိုင်ပွားတစ်ခါလာမယ်ပေါ့နော်အဲ့ဒါကိုပတ်လဲထိုးသွားမယ်နောက်ဆုံးမှာ9ပေါက်ကျန်မယ်ပေါ့နော်အဲ့ဒီ9ပေါက်မှာကြတော့ဘယ်လိုရိုးရိုးတိုင်တို့တစ်ပေါက်တစ်ချက်စီနဲ့9ကထိုးလိုက်လို့ရှိရင်ရပြီပေါ့နော်အခုဘယ်လိုထပ်ထိုးမယ် round 14ရကြတော့တပေါက်တစ်ချက်နဲ့တိုင်တူလေးပဲထိုးမှာပေါ့နော်ဘာမှထူးကြတာမပါပါဘူးအဲ့တော့မိတ်ချိတ်နေကိုဖြုတ်ပြီးတော့ဒီမှာတိုင်တူရိုးရိုးတစ်ခါထိုးမယ်ပြီးတော့ဒီဘက်ကနေစပြီးတော့တပေါက်တစ်ချက်စီနဲ့အစုံထိပတ်လဲထိုးတာမယ်နော်အခုပဲထိုးလာတာတပေါက်တစ်ချက်နဲ့အဆုံးထိရောက်ပြီဆိုလို့ရှိရင်တော့ဒီမှတ်ချိတ်လေးကိုဖြုတ်ပြီးတော့ဒီအပေါက်ထဲမှာကြတော့ပဲ slit stick နဲ့လှမ်းဆက်ပါမယ်။ဘာလို့ဒီမှာ slit stick နဲ့ဆက်လိုက်လဲဆိုတော့ပဲပတ်တန်ပြောင်းတော့မှာပေါ့နော်။ဒီမှာအရေးဆုံးဒီထိတ်အဝိုင်းလေးကိုပဲပေချိုးလေးနဲ့အရင်တိုင်းပြမယ်ပေါ့နော်။ဒီနေရာမှာကကြတော့သေးသွားတာကြီးသွားတာဆိုလို့ရှိရင်ကြတော့ခေါင်းကဆောင်းလို့မရပဲဖြစ်မှာဆိုလို့ပေါ့နော်။ဒီမှာပဲကဘယ်လောက်ယူထားလဲဆိုတော့16ပေါ့နော်16ယူထားပါတယ်18ခွဲ16လောက်ဆိုရပြီပေါ့နော်16ထက်တော့ပိုမယူပါနဲ့နည်းနည်းဒါ16ဆိုရင်တော့မှနည်းနည်းချောင်းနေပြီပေါ့နော်18ခွဲလောက်ကအတော်ပါပဲအခုပဲဘာလို့တိုင်းပြရလဲဆိုတော့ဒီလိုမျိုးပဲလို့ခြီတယောက်နဲ့တယောက်မတူပေါ့နော်ပဲခြီလိုက်ထိုးရင်တော့အနည်းဆုံးကွာနည်းနည်းပါပေါ့နော်တခြားခြီနဲ့ထိုးမယ်ဆိုကြတော့ခြီမြင်တကယ်လို့သေးခဲ့လို့ရှိရင်14တန်းပဲလို့ထိုးပေမဲ့ပဲရတဲ့လောက်16စင်တီမီတာလောက်မရဘူးဆိုလို့ရှိရင်ကြတော့သေးသွားမယ်ပေါ့နော်သေးသွားချိန်မှာရက်လိုက်ခေါင်းကစောက်လို့မရပဲဖြစ်မယ်အဲ့ဒီတော့ဒီ18ခွဲလောက်ထိထိုးမယ်ဘယ်လိုထိုးမလဲဆိုတော့ဘယ်လိုအခု14တန်းနဲ့မလုံလောက်ဘူးဆိုရင်ထပ်ပွားပေါ့နော်သူထပ်ပို့ပြီးတော့ပွားသွားပါမယ်ဒီမှာနောက်ဆုံးခဲ့တာကတန်း 8V ပေါ့နော်တိုင်လိုရိုးရိုး10ကပြီးမှတိုင်ပွားတစ်ခါဆိုတော့နောက်ထပ်ပွားမယ်ဆို17 12အဲ့လိုမျိုးထိပွားပြီးတော့ထိုးသွားလို့ရတယ်ပေါ့နော်ဒါချီမင်းပေါ်မူတည်ပြီးတော့ကွဲမယ်နော်ကိုကအခု18ခွဲ19လောက်ဆိုရက်လိုက်လို့ရပြီပတ်တန်လိုက်ပြောင်းလို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ပတ်တန်ပြောင်းတာလေးစမယ်နော်ပတ်တန်ကြတော့ဘယ်လိုဖွန်မီ3ကနေစပါတယ်ဖွန်မီ3ကထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ3ကထိုးခဲ့တဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှိလေးတစ်ခါထိုးမယ်ဒါပေမဲ့ဘယ်လိုဒီပတ်တန်မှာကြတော့ဘယ်လိုနောက်ဆုံးတစ်ဆင့်ကိုအမြဲတမ်းထားခဲ့ရတယ်နော်နောက်ဆုံးတစ်ဆင့်ကိုထားမယ်ထားပြီးတော့လို့ရှိရင်2ပေါက်ကျော်ပြီးတော့3ပေါက်မြောက်အပေါက်မှာတိုင်ရှိ2ခါထိုးမယ်အဲ့လိုပဲသူလည်းနောက်ဆုံးအဆင့်ကိုထားခဲ့မယ်နော်ဒီမှာအမြဲတမ်းမှတ်ထားမှာကတိုင်ရှိထိုးတိုင်းနောက်ဆုံးအဆင့်ကိုထားခဲ့မယ်ဆိုတာလေးကိုမှတ်ထားရပါပြီအခုဒီမှာအပေါ်မှာ4မြင်ရပြီဆိုရင်ခြေတစ်ခါယူပြီးတော့ဆွဲထုတ်လိုက်မယ်ဒါကပထမအခေါင်မလို့ပေါ့နော်ပြီးတော့လို့ရှိရင်တော့ဘယ်လိုဖွန်မီတေးနေတော့ဖွန်မီ3ကထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအပေါက်ပေါ့နော်ဒီမှာဒီအပေါက်ကလေးထဲမှာတိုက်ရှိဝင်ထိုးမယ်ဒီတိုက်ရှိရတဲ့ဘယ်လိုအဲ့လိုပဲနောက်ဆုံးအဆင့်ကိုအမြဲတမ်းထားခဲ့ပြရမယ်နော်နောက်ဆုံးအဆင့်ကိုထားခဲ့မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျတော့ဘယ်လိုထိုးပြီးသားဒီအပေါက်မှာလည်းဒီလိုမျိုးလေးတိုက်ရှိ2တိုင်းထိုးမယ်ပေါ့နော်နောက်ဆုံးအဆင့်ကိုထားခဲ့တယ်ပြီးတော့နောက်တက်ရှိတစ်ခါထိုးတယ်အခု2ခါပြီးသွားပြီပြီးတော့ပြီဆိုလို့ရှိရင်ကျတော့ဘယ်လို3ခုမြောက်အပေါက်ထဲကိုဝင်မယ်တိုက်ရှိဒီလိုမျိုးပုံစံမျိုးပဲတိုက်ရှိထိုးမယ်ပေါ့နော်နောက်ဆုံးအဆင့်ကိုထားခဲ့မယ်ပြီးတော့ရင်နောက်တစ်ခါတိုက်ရှိထိုးမယ်နောက်ဆုံးအဆင့်ကိုထားခဲ့မယ်2 4 6အပေါ်မှာ6ဒီလိုမျိုး2 4 6မြင်ရပြီဆိုလို့ရှိရင်ကျတော့ဘယ်လိုခြေကိုတစ်ခါယူပြီးတော့ဆွဲထုတ်လိုက်မယ်ဒီပတ်တန်အခုတောင်းရတဲ့ဒီပတ်တန်ကြတော့ဘယ်လို
ဝါရဲထင်တယ်အခုတုံးသွားတယ်ဒီပတ်တန်းကြတော့ဘယ်လိုတောက်လျှောက်ပေါ့နော်တောက်လျှောက်ဒီပတ်တန်းတိုက်အဆုံးထိထိုးသွားမှာနော်အဲ့ဆိုရင်နောက်တစ်ခေါက်ပြန်ပြပါမယ်အခုဘယ်လိုအရင်ဆုံးဖွန်မီလေး3ကထိုးရပါမယ်ပြီးတော့ရင်တော့အဲ့ဒီအပေါက်ကလေးပေါ့နော်အဲ့အပေါက်ထဲမှာပဲတိုက်ရှည်လေးကိုနောက်ဆုံးဆင့်ကိုထားခဲ့ပြီးတော့ထိုးလိုက်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်တော့အောက်ကဘယ်လိုထိုးပြီးသားပေါ့နော်ထိုးပြီးသားဒီအပေါက်ကလေးအဲ့အပေါက်ကလေးမှာနောက်တိုက်ရှည်2ခါထိုးမယ်ပေါ့နော်တိုက်ရှည်2ခါထိုးမယ်နောက်ဆုံးအဆင့်ကတော့အမြဲတမ်းထားခဲ့ရမယ်နော်ပြီးတော့ရင်တော့ဘယ်လို2ပေါက်ကြော်ပြီးတော့3ပေါက်မြောက်အပေါက်မှာတိုက်ရှည်လေး2ခါဝင်ထိုးမယ်ပေါ့နော်သူလည်းပဲနောက်ဆုံးအဆင့်ကိုထားခဲ့မယ်နော်ဒီမှာတိုက်ရှည်တိုင်းကိုနောက်ဆုံးအဆင့်ကိုထားခဲ့ပြီးတော့မှအခုပေါင်းပြီးတော့တခါလေးထုံမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဘယ်လိုဒီလိုမျိုးပုံစံမျိုးလေးရပြီပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုဘယ်လိုကပေါ့နော်အဆုံးထိထိုးသွားပါမယ်ပတန်ကဒါပဲမလို့ပဲအဆုံးထိမပြတော့ဘူးနော်အခုဘယ်လိုနောက်ဆုံးအပေါက်ပေါ့နော်2ပေါက်ကြိုပြီးထိုးရမယ်ဟာကဒီမှာ2ပေါက်ပဲရှိတော့ဘယ်နာထိုးရမလဲမသိဘူးဖြစ်နေရမလားအဲ့ဒါကြတော့ဘယ်လိုနောက်ဆုံးအပေါက်ကကြတော့ဒီမှာ2ခုကြော်ပြီးဒီမှာအပေါ်မှာလောဆယ်4မြင်ပဲရှိရပေါ့နော်အဲ့တော့နောက်2ပေါက်ကိုကြော်ပြီးတော့အဲ့ဒီတစ်ပေါက်မှာထိုးမှဒါပြီး6မြင်ဖြစ်မှာဘူးနော်အဲ့တော့အခုနောက်ဆုံးပေါက်ကကြတော့ဘယ်လို2ပေါက်ကိုကြော်လိုက်တော့အမြင်မရှိတဲ့အခါကျတော့ဘယ်လိုဒီပထမတိုင်ထိုးခဲ့တဲ့ဒီအပေါက်ထဲမှာဝင်ထိုးရမှာနော်ဒီအပေါက်ထဲမှာဝင်ထိုးရမှာပါသူကဒီမှာကြည့်သူ့သဘောတရားကြည့်တစ်ပေါက်ထဲမှာဆိုပြီးတော့ဒီလိုမျိုးဖီပုံစံလေးပေါ့နော်ဒီဘက်နှစ်ခုဒီဘက်နှစ်ခုအဲ့လိုပုံစံမျိုးလေးရှိတာဟုတ်နော်အဲအကြောင်းမျိုးဒီမှာဆိုရင်လည်းဒီမှာတစ်ခုလည်းဒီလားတစ်ခုလည်းပတ်ပဲ့နေအဲ့တော့သူ့တွေကိုဝင်ထိုးရမယ်နော်အခုတိတ်ရှိလေးကိုထိုးဖို့အတွက်တစ်ပတ်ပတ်ပြီးတော့ဘယ်လိုဒီအပေါက်နော်ပထမဒီအပေါက်ထဲမှာဝင်မယ်2မြင်တစ်ခါထုံးမယ်ပြီးတော့လို့ရှိရင်နောက်တစ်ခါထပ်ထိုးမယ်2မြင်တစ်ခါထုံးမယ်နော်ဒါဆိုရင်တော့ဘယ်လို2 4 6မြင်ရပြီဆိုရင်တော့ခြိတစ်ခါယူပြီးတော့ဆွဲထုတ်လိုက်ပါမယ်နော်ဒီညမှာမပြီးသေးဘူးဒီနားမှာအဟာလေးလိုနေတဲ့အတွက်ကြောင့်ဒီလိုမျိုးကက်လိုက်ပြက်လေးတစ်ခုကိုထိုးပြီးတော့တိုင်တုံနဲ့ဆက်ရအောင်ပါမယ်တိုင်တုံနဲ့အဖြစ်လှမ်းဆက်အောင်ပါပေါ့နော်အဲ့တော့အခုရောဆယ်ဖွန်ပြီး3ကထိုးမယ်ပြီးတော့ရေတိုင်ရှိနောက်ဆုံးတစ်စင်းကိုထားခဲ့မယ်နော်နောက်ဆုံးတစ်စင်းထားခဲ့မယ်ပြီးတော့မှဘယ်လိုဒီကထိတ်ခက်လေးစောကဒီအပေါက်ကလေးပေါ့နော်စောကဘယ်လိုဒီမှာတိုင်ရှိဝေထိုးရဒီအပေါက်ကလေးအဲ့ပေါက်လေးမှာတွားပြီးတော့ slit stitch နဲ့ဒီမျိုးတစ်ခါလေးဝင်ပြီးတော့ဒီ2မြင်လုံးရဲ့အပြင်မှာတစ်ခါလေးထုတ်လိုက်မယ်ဒါဆိုရင်တော့ဘယ်လိုတန်းထိုးပြီးသွားပြီပေါ့နော်ပတန်ပြောင်းနဲ့အတန်းကိုအောင်မြင်စွာထိုးပြီးသွားပါပြီအခုနောက်တန်းဆက်တယ်မယ်ပေါ့နော်နောက်တန်းကလည်းဒီတောက်လျှောက်သုံးခဲ့တဲ့နီးကိုပဲဒီမှာကျတော့ဝင်ထိုးရမယ့်နေရာလေးကြာဒီလိုမျိုးအပေါက်ကလေးဒီလိုအလဲကြီးကိုကြော်ခဲ့မယ်ဒီလိုအပေါက်ကလေးတွေဒီလိုအပေါက်ကလေးမှာပဲဝင်ထိုးမယ်ဒါပဲကွာသွားတယ်ပေါ့နော်ကျန်တာတူတူပါပဲအဲ့တော့ဖွန်မီ3ကနဲ့စရဲဆိုတော့ဖွန်မီ3ကရင်ထိုးလိုက်မယ်ထိုးပြီးသွားပြီဆိုရင်တော့ဒီအပေါက်ထဲမှာတိုင်ရှည်လေးတစ်ခါထားမယ်နောက်ဆုံးတစ်ဆင့်ကိုထားခဲ့မယ်ပြီးတော့ဒါကြီးကိုကြော်သွားမယ်ဒီမှာပေါက်နော်ဒီနားမှာပဲအပေါက်ရှိရဆိုအပေါက်ထဲဝင်မယ်ပြီးတော့ရေချီကို2မြင်တစ်ခါထုံးမယ်ပြီးတော့2တိုင်ထိုးရဆိုတော့တရှိ2တိုင်ထိုးမယ်ဒီပထမအခောက်မှာတော့ပြီးတော့အောက်အတန်းမှာတော့လည်းဒီ4မြင်တစ်ခါအရင်ထုတ်တယ်မလားနော်ပထမအတော့ကကြတော့4မြင်တစ်ခါအရင်ထုံးမယ်ထုတ်ပြီးတော့မှလည်းအခုပုံမှန်ပတန်ပြန်ဖြစ်သွားမယ်ပေါ့နော်ဖွန်မီသေးနေတော့3ကထိုးပြီးသွားပြီဆိုရင်ဒီပေါက်ထဲမှာတိတ်ရှိထိုးမယ်ပြီးထိုးပြီးသားအပေါက်ထဲမှာတိုင်ရှိ2တိုင်းနောက်ဆုံးတစ်စင်းကိုထားခဲ့ပြီးတော့ထိုးမယ်ပြီးတော့ရေဒါကြီးကိုကြော်လိုက်ပြီးတော့တူပိနာဒီအပေါက်ထဲမှာဝင်ပြီးတော့တိုက်ရှိနောက်ဆုံးတစ်စင်းကိုထားခဲ့မယ်ပြီးတော့ရေနောက်တိုက်ရှိနောက်ဆုံးတစ်စင်းကိုထားခဲ့ပြီး2 4 6ဒီလိုမျိုး6ခုရတော့မှဒါတော့ဒီမှာကြည့်ပဲမှာဒီပထမထိုးထားတဲ့ဒီအောက်ထုတ်ကျိုးတဖြည်းဖြည်းချင်းဖြုတ်ရင်းပြန်ထိုးနေရတာပေါ့နော်ဒီမှာ2 4 6မြင်ရပြီဆိုတော့မှခြိတစ်ခါယူပြီးတော့ဆွဲထုတ်လိုက်မယ်နော်ကဲဒါဆိုလို့ရှိရင်တော့ဘယ်လိုဒီမှာပုံမှန်ပတန်ပြဖြစ်သွားပြီဆိုတော့ဘယ်လို1 2 3ပုံပြီးတော့ငါထုံးမယ်တိုက်ရှိထုံးမယ်ဒီမှာတိုက်ရှိထုံးမယ်အဲ့လိုမျိုးနဲ့ဘယ်လိုပတ်ပတ်လဲအဆုံးထိထိုးသွားမယ်နော်အခုဒီမှာဘယ်လိုဒီတန်းမှာလဲနောက်ဆုံးအဆင့်မှာပေါ့နော်နောက်ဆုံးအပေါက်ဒီမှာဘယ်လိုကဒီနောက်ဆုံးအပေါက်ဒီထိုးပြီးသွားပြီကွယ်အဲ့မှာဘယ်လိုကအပေါ်မှာခြေက4မြင်ပဲရှိသေးရပေါ့နော်အမှန်6မြင်ရှိရမှာဆိုတော့2တိုင်ထိုးဖို့ကြံတရားကိုအဲ့တော့ဒီမှာလဲအပေါက်မရှိတော့ဘူးဆိုတော့ဒီမှာတဲ့လားဒီမှာပထမဆုံးထိုးခဲ့တဲ့တိုင်အပေါက်မှာသူကတစ်ခုတည်းပဲဖြစ်နေတယ်နော်ဒီလိုမျိုး2ခုဖြစ်ရမယ့်နေရာမှာသူကတစ်ခုတည်းပဲထိုးရသေးဆိုတော့အထီးကျန်နေရပေါ့နော်အဲ့တော့အဲ့အပေါက်ထဲမှာဘယ်လိုနောက်အဲ့လိုမျိုးလေးဖြစ်သွားအောင်လို့နောက်တစ်ဖက်ဖြစ်သွားအောင်လို့ပေါ့နော်တိုက်ရှိလေး2ခါထိုးပေးလိုက်ပါမယ်
ဒါဆိုရင်တော့အပေါ်မှာဘယ်လိုကလိုချင်တဲ့6မြင်လေးရသွားပြီဆိုတော့ခြေလေးကိုတစ်ခါယူပြီးတော့ဆွဲထုတ်လိုက်ပါမယ်ပြီးတော့ရင်တော့ဘယ်လိုဒီအပေါက်လေးကိုပိတ်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကက်လက်ပြက်တိုင်ကိုထိုးပါမယ်ပေါ်မီတောင်းကထိုးပါမယ်ပြီးတော့တိုင်ရှည်လေးကိုအဲ့ဒီအပေါက်ထဲမှာဝင်ထိုးမယ်ပြီးတော့လို့ရှိရင်တော့ဒီနောက်ဆုံးသက်စင်လေးကိုထားခဲ့ပြီးတော့မှဒီအပေါက်ကလေးပေါ့နော်အဲ့ဒီအပေါက်လေးနဲ့တွားပြီးတော့ဆက်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဘယ်လို round 2ပေါ့နော်ပတန်ပြောင်းထားတဲ့ round 2 2 round ပြီးသွားပြီပေါ့နော်အခုနောက်တစ် round ကကြတော့ဒီလိုပုံစံမျိုးပဲထိုးရမှာပေါ့နော်ဒီဆွထိုးခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီဆိုဘယ်လိုဖုံးမီ3ကနေစမယ်ပြီးတော့တိုက်ရှိကိုနောက်ဆုံးအဆင့်ကိုထားခဲ့မယ်ပြီးတော့ဘေးနာအပေါက်မှာတိုက်ရှိ2ခါထိုးမယ်နောက်ဆုံးအဆင့်ကိုထားခဲ့မယ်ပြီးတော့မှပေါင်းပြီးတော့ short လိုက်မယ်နော်ပြီးသွားရင်ဘယ်လိုဖုံးမီ3ကထိုးခဲ့ရမလား3ကထိုးပြီးတော့တိုက်ရှိထိုးတယ်ပြီးတော့ထိုးပြီးသားဒီပေါက်ထဲမှာတိုက်ရှိ2ခါထိုးမယ်ပြီးတော့သူ့ဘေးနာအပေါက်မှာတိုက်ရှိ2ခါထပ်ထိုးမယ်အဲ့လိုမျိုးနဲ့ဘယ်လိုအပေါ်မှာပေါ့နော်ဒီလိုမျိုး6မြင်ရတဲ့ခါမှာခြေတစ်ခါလေးယူပြီးတော့ဆွဲထုတ်လိုက်မယ်နော်ပတန်ကစောကတုံးခဲ့တယ်ပေါ့နော်ပတန်တိုင်းတူတူပဲအဲကြောင့်မလို့ပဲကအဆုံးထိမပြတော့ဘူးပေါ့နော်ဒီပတန်တိုင်းကိုပဲဒီအဆုံးထိထိုးသွားမယ်နော်အခုဒီမှာဘယ်လိုဒါပန်းပွေတန်းက3တန်းပြည့်သွားပြီဆိုတော့ဘယ်လိုအခုတိုင်တိုအတန်းပြန်လာမယ်ပေါ့နော်အခုဘယ်လိုအခုစထုံးမယ်ပေါ့နော်စထုံးမယ်ဆိုတော့ရေစုံဖွန်မီတက်ခါထိုးလိုက်မယ်ထိုးပြီးတော့ဒီမကြိတ်တော့ဖြစ်တဲ့ဒီအပေါက်ထဲမှာပေါ့နော်ဒီထဲမှာတိုင်တိုရိုးတက်ခါထိုးမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုဒီအလဲကဒီလိုတစ်ဖြတ်ပေါ့နော်ဒီအပေါက်နှစ်ခုကြားဒီလိုတစ်ဖြတ်မှာကြားတော့ဘယ်လိုတိုင်တို3ခါထိုးပြရမယ်နော်ဒီမှာကဒီထဲမှာဘယ်လို2ခါထိုးမယ်တက်ခါပြီးရင်2ခါပြီးတော့ရင်ဒီထိတ်မှာကြတော့ဘယ်လိုတစ်ခါထိုးမယ်ပြီးတော့ရေဘယ်လိုအပေါက်နေရာပြန်လာပြီဆိုတော့အပေါက်နေရာမှာတိတ်တို့တက်ခါထိုးမယ်ပြီးတော့ရေဘယ်လိုဒီမှာဒီတို့တစ်ဖြတ်မှာကြတော့တိတ်တို့3ခါဝင်မှာပေါ့နော်ပြီးတော့တက်ခါ2ခါပြီးရင်ဒီဘွားထိတ်မှာတစ်ခါဆိုတော့3ခါပြီးတော့ဒီအပေါက်ထဲမှာနောက်တစ်ခါအဲ့လိုမျိုးနဲ့ဘယ်လိုကပတ်လဲတိတ်တို့လေးစုံထီထိုးသွားမယ်နော်အခုဘယ်လိုဒီမှာတပေါက်တစ်ချက်စီနဲ့အစိုးတိထိုးလာလိုက်ပြီပေါ့နော်ဒီမှာကတိုင်တိုအတန်းကြတော့ထုံးစံတိုင်းပဲ system နဲ့မဆက်ဘူးဆိုတော့ဒီပထမဆုံးတိုင်ထိန်မှာသွားပြီးတော့နောက်တန်းကိုကိုးလိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကိုဘယ်လိုမှတ်ချိတ်လေးနဲ့မှတ်ထားလိုက်ပါမယ်အခုဘယ်လိုဒီ round ကကြတော့တိုင်တိုတပေါက်တစ်ချက်စီနဲ့ပဲပတ်လဲထိုးရမှာဆိုတော့ဘယ်လိုတပေါက်မှာတစ်ချက်စီပဲကျန်တော့ပုံမထိုးပေါ့နော်အဲ့လိုမျိုးနဲ့အစုံထိထိုးသွားပါမယ်နော်အခုဘယ်လိုနောက်အတန်းကြတော့တိုင်တိုရိုး9ခါထိုးမယ်ပြီးမှတိုင်ပွားလာမယ်ပေါ့နော်အဲ့တော့အခုအရင်ဆုံးဒီမှတ်ချိတ်ချိတ်ထားတဲ့အပေါက်ကလေးကိုဖြုတ်ပြီးတော့အိမ်မှာတိုင်တိုရိုးတစ်ခါစပြီးတော့ထိုးလိုက်ပါမယ်ပြီးရင်မှတ်ချိတ်လေးနဲ့ပြန်မှတ်ထားမယ်ပေါ့နော်အခုကဘယ်လိုဒါတိုင်တိုရိုးတစ်ခါထိုးပြီးသွားပြီအဲ့တော့နောက်ဆက်ထိုးမယ်အခု2ခါ3 4 5 6 9ခါထိုးပြီးပြီဆိုရင်တော့ဘယ်လိုတိုင်ပွားထိုးမယ်ပေါ့နော်အခုဒီအပေါက်ထဲမှာဘယ်လိုတိုင်ပွားထိုးမှာဆိုတော့တပေါက်ထဲမှာ2ခါဝင်ထိုးလိုက်မယ်ပြီးတော့တိုင်တိုရိုး9ခါပြန်လာမယ်ပြီးတော့တိုင်ပွားလာမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဘယ်လိုကပတ်လဲထိုးသွားမယ်နော်အခုပဲထိုးလာတာဒါနောက်ဆုံးပေါက်မှာပေါ့နော်တိုင်ပွားနဲ့ဆုံးရမယ်တိုင်တို့ရုပ်9ခါထိုးရဲပြီးတော့တိုင်ပွားလာတယ်အခုပဲဒီနေရာပေါ့နော်ဒီနေရာကခဏနေအဲ့မှာပဲဒီလိုမျိုးနောက်အတန်းနေရာကြာဒီလိုမျိုးကားဝမယ်နေရာပဲကျန်တော့ရပေါ့နော်ဒါအုတ်ထုတ်ခေါင်းရဲပေါ့နော်ဒီဘယ်လိုပြောရမလဲခေါင်းအစင်းပေါ့နော်ဒီဟာလေးကဘယ်နဲ့လက်မဘယ်နဲ့စင်တီမီတာရှိမလဲဆိုတော့ဒါစက်ခွန်ပေါ့နော်စက်ခွန်စင်တီမီတာရှိပါတယ်ခေါင်းရဲဒီလိုမျိုးအမြင့်လို့ပြောရမလားအဲ့ဒီအမြင့်ပေါ့နော်တကယ်လို့ခြေသားကွာရဆိုလို့ရှိရင်ဘယ်လောက်ဘယ်လိုအတန်းထိုးပေးမယ်မပြေလို့ရှိရင်ဘယ်လိုထိုးရမယ်မသိမှာဆိုလို့ပေါ့နော်တကယ်လို့အဲ့ခုနှစ်စက်ခွန်စင်တီမီတာမပြည့်ဘူးဆိုလို့ရှိရင်ပန်းပွေတန်းမှာတန်းပို့ပြီးတော့ပဲဖြစ်ဖြစ်တိုင်တိုးပဲပို့ပြီးတော့ပဲဖြစ်ဖြစ်အဲ့လိုမျိုးထိုးလို့ရပါတယ်ဒါဆိုရင်တော့ဘယ်လိုဆက်ထိုးမယ်ပေါ့နော်ထိုးရမှာကဒီပန်းပွေအတန်းပေါ့နော်ဒီလိုမျိုးအောက်မှာထိုးခဲ့တဲ့ဒီ2တန်းစာအရင်ဆုံးလာမယ်ပေါ့နော်ပြီးတော့မှဒီနောက်ဆုံးဒီအတန်းမှာဒါဘယ်လိုပွားပြီးတော့ထိုးမယ်ပေါ့နော်အဲ့တော့မှနည်းနည်းလေးကလေးနဲ့အတွန်းလေးဖြစ်သွားမယ်ပေါ့နော်လောလောဆယ်တော့ဒီ2တန်းကိုအောက်မှာထိုးခဲ့တဲ့အတိုင်းလေးပဲထိုးမယ်နော်အဲ့တော့ပဲ
တင်ပြီးသားဆိုတာပဲမပြတော့ဘူးเนาะအဲ့တိုင်းပဲထိုးသွားပါเนาะ2တန်းထိုးသွားပါမယ်เนาะဒီမှာပဲလို့2တန်းထပ်ထိုးပြီးသွားပြီဆိုရင်ပုံစံလေးကဒီလိုမျိုးလေးပေါ့เนาะအောက်လေးကနေပြေးနေကာလာပြီပေါ့เนาะဘာလို့ဆိုပဲလို့ဒီနားမှာတခါပွားထားတယ်ပြီးတော့ဒီပေါ့เนาะဒီကနေပြီးတော့တိတ်တူကူးတဲ့နေရာမှာပဲလို့အမဲမဲဆိုမပွားချင်လို့ရှိရင်ကြတော့ဒီအလယ်မှာကြတော့တိတ်တူရိုးရိုးနှစ်ခါပဲထိုးလို့ရတယ်ပေါ့နော်တိတ်တူရိုးရိုးနှစ်ခါပဲထိုးထားတယ်ဒီမှာကြတော့ပဲလို့ဒီအပေါင်းနှစ်ခုကြားထဲမှာကြတော့တိတ်တူရိုးရိုး3ခါပေါ့နော်3ခါဝေထိုးလိုက်တဲ့အတွက်ကြောင့်ဒီနားမှာလည်းတစ်ခါပွားသွားပြီပေါ့နော်ပြီးတော့ဒီနားလေးရယ်ဆိုတော့ပဲလို့ဒါလေးကဒီလိုမျိုးလေးကာသွားတယ်ပေါ့နော်တကယ်လို့ကိုကဒီလိုမျိုးထိုးပြီးတော့မှအကားသိမကြိုက်ဘူးပြန်လျှော့ချင်နေဆိုရင်ဒီနားလေးတွေကိုပြန်လျှော့လို့ရရင်တော့အဲ့လိုမျိုးကြရင်မကားပဲနဲ့အနေတော်လေးဖြုတ်ရမယ်ပေါ့နော်ဒါကတော့အကားပုံစံဆိုတော့အကားပဲထိုးလိုက်ပါမယ်အခုပဲတော့ဒီအတန်းမှာလည်းထပ်ပြီးတော့ပွားအောင်ပါပေါ့နော်။တော့ဘယ်လိုမျိုးလဲဆိုတော့ထိုးရမှာတော့ပုံမှန်တိုင်းပဲစမယ်ဆိုလို့ရှိရင်ဘယ်လိုဖုန်းမီ3ခါပြီးပါရေးတိုက်ရှိနေပေါ့နော်။ဒီမှာကျတော့ဘယ်လိုအရင်ဆုံးမှတ်ကြိတ်လေးလိုလာမယ်ပေါ့နော်။အခုဒီမှာပဲတော့မှတ်ကြိတ်လေးနဲ့ပေါ့နော်မှတ်ထားမယ်။သူက12ခုမှ12ခါမှတစ်ခါပွားမယ်ပေါ့နော်။အဲ့တော့1 2 3 4 5 6 9 10 11 12ဒီ12ခုမြောက်မှာပဲလို့မှတ်ကြိတ်လေးနဲ့မှတ်ထားလိုက်မယ်ဒီနားရောက်ရေးပွားပြီးတော့ထိုးမယ်တိုက်1 2 3 4 5 6 9 10 11 12ဒီနားရောက်ရေးထပ်ပွားပြီးတော့တစ်ခါထပ်ထိုးမယ်ပြီးတော့ရင်1 2 3 4 5 6 9 10 11 12ဒီနားရောက်ရေးပဲလို့ပွားပြီးတော့တစ်ခါထိုးမယ်နော်ဒါဆိုလို့ရှိရင်တော့ဘယ်လိုဒီမှာအပေါက်လည်းမပိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါအစအပေါက်ပြန်ဖြစ်သွားပြီပေါ့နော်ကွက်တီကြတယ်ပေါ့နော်အခုဒါဆိုရင်တော့ဘယ်လိုပုံမှန်တိုင်းပေါ့နော်ပုံမှန်တိုင်းကိုဘယ်လိုဒီမှတ်ကြိတ်နာနေရာအထိကိုပုံမှန်တိုင်းလေးထိုးမယ်ပေါ့နော်မှတ်ကြိတ်ထားနေရာအထိကိုပုံမှန်တိုင်းထိုးမယ်နော်ပြီးသွားလို့ရှိရင်ဘယ်လိုထိုးမလဲဆိုတာပွားရင်ဒီဘက်တန်းမှာပွားရင်ဘယ်လိုထိုးမလဲဆိုတာပြပြမယ်ဒီမှာဘက်ကနောက်ဆုံးပေါ့နော်နောက်ဆုံးအတိုင်ထိုးတာဒီနှစ်တိုင်ထိုးထားတာဒီမှတ်ကြိတ်ချိတ်ထားတဲ့နေရာပေါ့နော်အဲ့မှာဖြတ်ပြီးတော့ထိုးထားတာဒီအထိကဒါတောက်လျှောက်သုံးခဲ့တဲ့ပတ်တန်းပဲပေါ့နော်ထူးခြားခြားမပါဘူးအခုဒီအပေါက်မှာကျတော့ပွားပြီးထိုးမယ်ဆိုတော့ဘယ်လိုထိုးမလဲဆိုတော့ဘယ်လိုဒီမှာပုံမှန်တိုင်းကိုဘယ်လိုဖုန်းမီ3ခါထိုးရမလားပုံမှန်တိုင်းဖုန်းမီ3ခါထိုးတယ်ပြီးတော့ရင်တိုက်ရှည်ထိုးတယ်နော်ပြီးတော့ရှည်ဒီထိုးနေကြဒီထိုးပြီးတာအပေါက်ထဲမှာပဲတိုက်ရှည်နှစ်ခါနောက်ဆုံးအဆင့်ကိုထားပြီးတော့ထိုးမယ်ပြီးတော့လို့ရှိရင်နောက်ဒီအပေါက်ကိုကူးရပေါ့နော်ဒီမှာကျတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုးလေးမြေကိုတစ်ခါထုတ်လိုက်မယ်နော်ဒီလိုမျိုးတစ်စုံပွားလိုက်တဲ့တဘောမျိုးပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ပုံမှန်တိုင်းလေးပြင်ဖြစ်သွားရင်ပေါ့နော်ဖုန်းမီ3ခါထိုးမယ်မီ3ခါထိုးမယ်ပြီးတော့ဒီအပေါက်ထဲမှာပဲတိုက်ရှိထိုးမယ်နောက်ဆုံးစင်ထားခဲ့မယ်ပုံမှန်တိုင်းဆိုလို့ရှိရင်ပဲထိုးပြီးတာအပေါက်မှာလည်းနောက်တစ်ခါထပ်ထိုးလိုက်ရတယ်ပေါ့နော်နောက်ဒီလိုမျိုးတိုက်ရှိပေါ့နော်တိုက်ရှိနှစ်ခါထိုးတယ်နည်းနည်းလေးတော့ကြက်ကြက်လေးဖြစ်သွားတယ်ဘာလို့ဆိုရင်ဘယ်လိုကတိုက်ရှိနှစ်ခါစီနေဆိုတော့တစ်ပေါက်ထဲမှာ6ခါထိုးလိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်ဒီပွားထားတာကပွားပြီးတော့ပိုသွားတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးတော့ထိုးရတာကြက်သွားလိုက်မယ်နော်ပြီးတော့ဆိုလို့ရှိရင်တော့ပဲဒီဘေးနာအပေါက်မှာတိုက်ရှိနှစ်ခါထိုးမယ်ပြီးတော့ဒီမှာ6နေရပြီဆိုတော့မှပဲချီတစ်ခါယူပြီးတော့ဆွဲထုတ်လိုက်မယ်နော်ဒါလေးပဲကွာသွားတာပါဒီလိုမျိုးအလဲလေးမှာတစုံပိုသွားလေးပဲကွာသွားတာကျန်တာကြတော့ပဲလို့တက်လျှောက်တုံးခဲ့တဲ့ပတ်တဲ့အတိုင်းပဲပေါ့နော်ဒါဆိုလို့ရှိရင်တော့ပဲလို့အဲ့အတိုင်းလေးပဲပေါ့နော်ဒီကနေပြီးတော့အခုဒီမှတ်ကြိတ်နာအထိကပုံမှန်တိုင်းထိုးမယ်မှတ်ကြိတ်ချိတ်ထားတဲ့နေရာအပေါက်ရောက်ပြီဆိုလို့ရှိရင်ဘယ်လိုဒီလိုမျိုးဆော့ကဒီလိုမျိုးလေးတစ်ခုပေါ့နော်ပို့သွားမယ်ပေါ့နော်အဲ့ဒါလေးဝင်ထိုးလိုက်လို့ရှိရင်ရပြီပေါ့နော်ဒါဆိုရင်ဒီပတ်တန်အဆုံးထိထိုးသွားမယ်နော်အခုပဲတော့အကုတ်တန်ထိုးရမယ်ကလဲပဲကျန်တော့ရပေါ့နော်အဲ့တော့အကုတ်တန်ဘယ်လိုထိုးရမလဲဆိုတာပြပါမယ်အခုဒီမှာပဲတော့ဒီပေါ့နော်ဒီသူ့ဝိနာအပေါက်ထဲကို slit stick နဲ့သွားလိုက်မယ်သွားပြီးတော့မှဖုံမီ3ခါထိုးပါမယ်ပြီးတော့ရင်တော့ဘယ်တော့ဒါဖုံမီ3ခါထိုးပြီးတော့ရင်ဒီအပေါက်ထဲမှာပဲတိုက်ရှိ3ခါထိုးပေးရပါမယ်အခုတတိုင်းရသွားပြီ2တိုင်း3တိုင်းရပြီဆိုလို့ရှိရင်တော့ဘယ်လိုဟိုဘက်ကအပေါက်ပေါ့နော်ဒီလိုမျိုးအပေါက်တွေမှာပဲမထိုးပိုင်နဲ့ဒီအလဲရပေါ့နော်ဖြတ်ထားတဲ့ဒီကလန်ပြန်နေရာတွေမှာသွားပြီးတော့တိုင်တုံနဲ့သွားဆက်မယ်ပြီးသွားလို့ရှိရင်ဆော့လိုမျိုးအတွန်းထိုးမယ်ပေါ့နော်အဲ့လိုမျိုးလေးထိုးရတာပါအခုတိုင်တုံနဲ့ဆက်ပြီးဖုံမီ3ခါပြန်လာမယ်ပြီးသွားရေးတိုက်ရှိ3ခါပြန်လာမယ်ပေါ့နော်ဆော့လိုမျိုးပဲနော်တိုက်ရှိတစ်ခါနှစ်ခါ3ခါရပြီဆိုလို့ရှိရင်တော့ဘယ်လိုဒီဘက်ကဒီအပေါက်ကလေးမှာသွားပြီးတော့တိုင်တူနဲ့ဆက်မယ်เนาะအဲ့လိုမျိုးနဲ့ဘယ်လိုဆုံးထိထိုးသားမယ်เนาะအခုဘယ်လိုဆုံးထိရောက်ပြီဆိုတော့ဟိုဘက်ဒီဘက်ကို slit stick နဲ့လှမ်းဆက်ပါမယ်ဒီဘက်မှာဘယ်လိုဆိုတာ slit stick နဲ့ဆက်ထားတဲ့နေရာလေးပေါ့เนาะအဲ့ဒီနေရာမှာသွားပြီးတော့
slit stitch နဲ့ထပ်ဆက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ပြီးသွားပါပြီချီလေးကိုဖြတ်လိုက်ပါမယ်ပြီးရင်တော့ဒီချီလေးကိုတင်လိုက်မယ်ပေါ့နော်ကဲအခုဆိုရင်တော့အုတ်ထုပ်လေးရပြီပေါ့နော်လိုက်ထိုးကြည့်ကြပါအောင်နားမလဲနေရာအဆင်မပြေနေရာရှိပြီးတော့ပြန်မေးလို့ရတယ်နော်ဒီပတ်တန်လေးကအရန်ကိုလှအောင်မလို့ထိုးကြည့်တင်ပါရင်နော်